မင်္ဂလာပါ mobility လို့ခေါ်တဲ့ခန္ဓာကိုယ်ကိုမိမိလိုအပ်သလိုခိုင်းနိုင်ဖို့ကနေ့စဉ်တွာလာလှုပ်ရှားတဲ့နေရာမှာအရေးကြီးပါတယ်လူတိုင်းအခုကျွန်တော်ကစားသလိုကစားမယ်ဆိုလို့ရှိရင်တော့အထောက်အကူပြုနိုင်ပါတယ်ပေါင်ကိုမိမိကားနိုင်တဲ့လောက်ကြိုက်တဲ့လောက်ဆက်ပါဘိုက်ကိုကြမ်းပြင်ကိုမတိမတာလေးကပ်ပြီးတော့ဖြည်းဖြည်းချင်းလက်ကိုချပြီးတော့10စက္ကန့်ကနေပြီးတော့စက္ကန့်20ထိပုံမှန်လေးရှူသွင်းရှူထုတ်လုပ်ပြီးတော့ထိန်ပေးပါပြီးတာနဲ့ဘေးဖက်ကိုတော့၎င်းလက်နှစ်ဖက်လုံးလာမယ်ဘိုက်ကိုလေးပေါင်ပေါ်မှာကြိုးစားပြီးတော့ထိပြီးတော့10စက္ကန့်ကနေပြီးတော့စက္ကန့်20နောက်တစ်ဖက်ကိုလည်းအလားတူပဲ10စက္ကန့်ကနေပြီးတော့စက္ကန့်20ဒီဟာပြီးပြီဆိုလို့ရှိရင်ခြေထောက်နှစ်ဖက်ကိုအရှိကိုဆန်ထုတ်မယ်ဘိုက်ကိုပေါင်ပေါ်မှာလာပြီးတော့ကြိုးစားပြီးတော့လို့ယူမယ်10စက္ကန့်ကနေပြီးတော့စက္ကန့်20ပြီးတာနဲ့ခြေထောက်တစ်ချောင်းကိုဆန်ပြီးတော့နောက်တစ်ချောင်းကိုကွေးမယ်အလားတူပဲ10စက္ကန့်ကနေပြီးတော့စက္ကန့်20ပြီးတာနဲ့နောက်တစ်ဖက်ကိုပြန်ပြီးတော့လုပ်မယ်ဒီကောက်ကိုလေ10စက္ကန့်ကနေပြီးတော့စက္ကန့်20နောက်ဆုံးတစ်ခုက template ခွေတဲ့ပုံစံမျိုးပေါ့နော်ဒီတရားထိုင်တဲ့လူတွေကတော့ပိုလုံနိုင်တာပေါ့ပေါင်ကိုစူးစမ်းပြီးတော့ကျမ်းမင်ကိုထိပါလက်ကိုအရှိကိုစူးစမ်းပြီးဆန့်ပြီးတော့10စက္ကန့်နေပြီးတော့စက္ကန့်20နေ့စဉ်ဒါကိုအိမ်မှာကစားပေးမယ်ဆိုလို့ရှိရင်တော့ခန္ဓာကိုယ်သွားလာလှုပ်ရှားတဲ့အချိန်မှာပေါ့ဖြစ်လာနိုင်တဲ့အတွက်တကယ်ထိရောက်တဲ့ကစားနည်းဖြစ်ပါတယ်အသုံးဝင်တယ်ဆိုလို့ရှိရင် comment ရေးပေးလို့ရတယ်လို့ like and share ထပ်လုပ်ပေးလို့ရပါတယ် thank you